ချိန်မပြီးဘူးဆိုနောင်နာကသိမသိကြရာရာအောက်ချနောင်ချမနေရအောင်မေနိုင်မှဖြစ်မယ်မေနိုင်မှဖြစ်မှာဒါနောက်ဆုံးနဲ့အကောင်းဆုံးတွင်ယေရှုအောင်မြင်မှုကတို့လက်ထဲမှာအမှန်တရားတို့လေးလက်ရှိတမ်းမှုဆိုမေနိုင်မှဖြစ်မယ်မေနိုင်မှဖြစ်မှာပါအစိုးကောင်းကျိုးချောင်းနဲ့ခွဲခြားသိရမယ်မေဟာမေပဲမြတ်တာရှင်နိုင်စရာမမြင်ခလုတ်တီချိန်မတို့တန်တာတန်လို့ကောင်းတာသိရလားဒီရထားကြီးထွက်ချိန်မမီဘူးဆိုနောင်နာကသိမရေရရာရာအောက်ချနောင်ချမနေရအောင်မေနိုင်မှဖြစ်မယ်မေနိုင်မှဖြစ်မှာပါChange